ဟုတ်ပါပြီဒီနေ့ကျွန်တော်မမျော်လင့်ရဲပဲနဲ့ဒီခရီးစဉ်မှာဒီမှာကျွန်တော်တို့ချီရတဲ့ဒီခရစ်တော်ရဲ့သူရဲ့ကောင်းနှစ်ယောက်ပြောမလားနှစ်ပါးလားမမလို့နှစ်ပါးနှစ်ပါးเนาะသူရဲ့ကောင်းနှစ်ပါးနဲ့ဒီလိုမျိုးတွေ့ဆုံရတဲ့အတွက်အထူးပဲကျေးဇူးတော်ချီးမွမ်းတယ်ပြီးတော့တကူတကမရောက်အောင်လာရောက်တဲ့ဆရာတို့နှစ်ပါးပေါ်မှာလည်းအထူးပဲကျေးဇူးတင်ရှိကြောင်းရှေးဦးစွာပြောလိုပါတယ်ဒီမှာဆရာဆိုင်ဟိမျိုးဝင်းเนาะလာရောက်တဲ့အတွက်ရမ်းပဲကျေးဇူးတင်တယ်ဆရာခရစ်တော်ရဲ့ရမ်းပါဟုတ်ကဲ့ပြီးတော့ဒီမှာဆိုင်မိုင်းအောင်မြတ်တော့เนาะဆရာမိုင်းအောင်မြတ်ပြရတော့ဝမ်းတာတယ်ဆရာအကြောင်းဝမ်းတာတယ်ကျွန်တော်မပြောနိုင်လောက်အောင်ပီတိဖြစ်တယ်เนาะဒီလိုမျိုးကျွန်တော်မမျော်လင့်ရဲဘူးဒီတစ်ခါတော့အရန်လဲဝေးတယ်လို့ဆရာတော်တို့ကပြောပြတော့မတွေ့နိုင်တော့ဘူးဒီတစ်ခါတော့နောက်ဖျားလို့တော့ရှင်တော့လာရောက်နိုင်အဲ့ဒီချိန်ကြာမှာပဲမစ်ရှင်ကိုအခြေခံနဲ့လာပြီးမှပေါ့နော်အဲ့ကျန်တော့မတွေ့အောင်တွေ့တော့မယ်လို့အရှုံးပေးပြီးသားကျွန်တော်စိတ်ထဲမှာအဲ့ဒီကြာမှာခုလိုရောက်ရှိလာတဲ့အတွက်ကျေးဇူးတော်လည်းချီးမွမ်းတယ်ဖခင်ရဲ့အလိုတော်လည်းရှိတယ်လို့ကျွန်တော်ယုံကြည်တယ်ပြီးတော့လိုလာရောက်တဲ့အတွက်လည်းအထူးပဲကျေးဇူးတင်တယ်ပြီးတော့ဒီမှာဆရာထောင်တော်ကဒီ AIM နော် AIM မှာသူကအခုလက်ရှိမှာGeneral Secretary လုပ်နေတဲ့ဆရာဖြစ်တယ်သူနဲ့လည်းဒီလိုဆရာတို့နဲ့ခဏလေးတွေ့ဆုံပြီးမှစကားဆွေးနွေးဖို့ပေါ့နော်အချိန်ရတဲ့အတွက်ကျေးဇူးတော်ချီးမွမ်းတယ်ဆရာပေါ်မှာလည်းကျေးဇူးတင်တယ်ပြီးတော့ဒီနေ့ဒီမှာဆရာတို့သူရဲကောင်းတစ်ပါးရောက်လာဖို့လဲကျွန်တော်မသိတဲ့အကြောင်းပါဆရာထောင်တို့ဆရာကမ်ထောင်တို့ကအကြောင်းကြားပြီးမှသူတို့နဲ့အဆက်အသွယ်လုပ်ပြီးအခုလိုရောက်လာခြင်းဖြစ်တယ်ဆိုတာကျွန်တော်နောက်မှပဲသိရတယ်အဲ့ဒီအတွက်လဲ AIM ပေါ်မှာလဲအထူးပဲကျေးဇူးတင်ရှိတယ်ဆရာကမ်ထောင်ပေါ်မှာလဲအထူးပဲကျေးဇူးတင်ရှိတယ်လို့ကျွန်တော်ရှင်းဥစွာပြောလိုတယ်အခုကျွန်တော်အရင်ဆုံးမေးချင်တာကဒီမှာဆရာဆိုင်ဟင်းမျိုးဝင်เนาะဆိုင်ဟင်းမျိုးဝင်ကိုမေးချင်တယ်ဆရာအခုဆရာကမိသားစုနဲ့เนาะဟုတ်ကဲ့မိသားစုနဲ့မိသားစုကလေးဘယ်နှယောက်နဲ့ကလေး3ယောက်ယောက်သမီး1ယောက်ဟုတ်ကဲ့အငယ်ဆုံးကအသက်ဘယ်လောက်လဲပြောပါဦးအငယ်ဆုံးက9နှစ်ငယ်သေးတာပဲเนาะအကြီးဆုံးကတော့15နှစ်ပေါ့15နှစ်ဟုတ်ကဲ့မိန်းကလေးဘယ်နှယောက်လဲယောက်ျားလေးဘယ်နှယောက်လဲတရားအကြီးဆုံးကမိန်းကလေးเนาะဟုတ်ကဲ့ဒါဆိုတော့15နှစ်ဆိုတော့အပြိုမလေးဖြစ်တော့မယ်เนาะအဲဆိုအမျိုးသမီးနဲ့နေတာဘောနော်သူတို့အခုဟုတ်ဆေးရအမှုတော်ဆောင်နဲ့ရွာလားမြို့လားရွာလဲဟုတ်တယ်မြို့လဲဟုတ်တယ်အကျန်းရွာလဲဟုတ်တယ်မြို့လဲဟုတ်တယ်ဆိုတော့အခုလက်ရှိနေတာတော့နမ်ဆာမှာနမ်ဆာเนาะမြို့ဖြစ်တယ်ဟုတ်ကဲ့နမ်ဆာမြို့ဖြစ်တယ်ဒီရွာတော့တာနာကွင်းကတော့ရွာမှာစင်ကပ်မှာပင်လုံးကနေနောက်တော့တနိုင်တော့ပွားရတယ်ကျွန်တော်တနင်္ဂနွေနေ့ဝတ်ပြုတာဆိုရင်တော့မနေ့ပိုင်းမှာတော့ကျွန်တော်တို့ဒီစင်ကပ်ရွာမှာတွားပြီးတော့ဦးဆောင်တယ်ဟုတ်ပြီးညနေပိုင်း6နိုင်9နိုင်ခွဲနေ9နိုင်တိရနမ်ဆန်မြို့မှာတခါရှမ်းအစီအစဉ်နဲ့ပြန်ပြီးတော့ဝတ်ပြုဟုတ်ကဲ့အဲ့ဒါကြောင့်ရွာလဲဟုတ်တယ်မြို့လဲဟုတ်တယ်ရွာမှာလဲကျွန်တော်ဦးဆောင်တယ်ဒီမြို့မှာတော့ဒီမြို့မှာလဲဦးဆောင်တယ်ဟုတ်ကဲ့နှစ်နေရာဟုတ်ကဲ့တခါတည်းလောက်တာပေါ့နော်ဟုတ်အဲ့ဒါဆိုရင်ဆရာလောက်တဲ့နေရာဒီတာမှာဘာစကားသုံးလဲဘာလိုမျိုးတွေရှိလဲကျွန်တော်အဓိကတော့တာကတော့ရှမ်းလူမျိုးရှမ်းစကားတတ်တဲ့လူမျိုးတွေစအကုန်သွားတယ်အဲ့ဆိုကျွန်တော်ကတော့သိမသိသေးလို့ရှမ်းလူမျိုးဆိုတာရှမ်းပြည်နယ်မှာရှမ်းလူမျိုးတစ်မျိုးလူမျိုးကြီးတစ်မျိုးရှိတာလားဟုတ်တယ်ဟုတ်ကဲ့ရှမ်းပြည်နယ်မှာလူမျိုးကြီးတစ်မျိုးရှိတယ်ပြီးတော့အဲ့ဒီပတ်ဝန်းကျင်မှာဆိုရင်ပလောင်လူတတ်တဲ့လူပလောင်လဲရှမ်းလူတတ်တယ်ဟုတ်ကဲ့ပြီးတခြားလူမျိုးတွေရှိတယ်တော့ရွာထဲမှာရှိတဲ့လူတွေအများစုကတော့ရှမ်းလူတတ်တယ်
ဟုတ်ကဲ့ဟုတ်ကဲ့ဒါဆိုရှမ်းကတော့ဘုံစကားဖြစ်သွားတာပေါ့နော် ဖြစ်သွားတယ် ဟုတ်ကဲ့ဟုတ်ကဲ့ဟော အဲကြောင့်ဒီတချို့ပလောင်ရွာတွေမှာဆိုရင်လည်းပလောင်ဆရာမရှိတဲ့အတွက်ကြောင့်တော့ရှမ်းလိုလာဟုတ်ပြီဆိုရင်ကျွန်တော်တို့တွားတယ်ဒါပေမဲ့အဓိကကတော့ကျွန်တော်တို့ဒီရှမ်းစကားတတ်တဲ့နေရာဆိုတော့အကုန်လုံးပေါ့ ဟုတ်ကဲ့ဟုတ်ကဲ့ အဲဒီကျွန်တော်တို့ဒီလိုဒီဦးကြီးတွားရင်းနဲ့အနီးကပ်ပြန်ပြီးတော့စောင့်ကြည့်ပြီးတယ်ပြုစုပြောထောင်ပြီးတယ် ဟုတ်ကဲ့ ကျွန်တော်အဲ့လိုမျိုးရှေ့ဆက်သွားနေတာဖြစ်တယ် ဟုတ်ဟော အာနာပြုတယ်ဆိုပြီးတော့အိမ်မှာပဲမနေဘူး ဟုတ် ဟိုမှာတနင်္လာနေ့နေထွက်တဲ့ဒီယုံကြည်ကျွန်တော်တခါတလေရုံကြီးဝင်ငါးရင်းနဲ့တချို့ကနည်းနည်းပါးပါးကျွန်တော်ဝင်ငါတဲ့ချိန်မှာစိတ်ပါဝင်စားဆိုနားထောင်နေတဲ့လူတွေဆိုရင်ခဏခဏတွားပြီးတလားကိုနှစ်ခေါက်အနည်းဆုံးပြန်ပြီးတော့ရအောင်တွားတော့အဲ့လိုမျိုးတွားခြင်းအဖြစ်လဲဒီကတကယ်ပဲယုံကြည်ခြင်းတွေခိုင်မာလာလို့ပြောတွေ့ရတယ် ဟုတ်ကဲ့အဲဆိုအဲ့လိုတိုင်မှာစိတ်ဝင်စားတဲ့သူတွေပေါ့သူတွေစီတလောက်တစ်ခါအဲ့လိုမျိုးတွားတဲ့အချိန်မှာအခက်ခဲတွားရောက်ဖို့အခက်ခဲမျိုးတွေရှိဘူးလား ဟုတ်အခက်ခဲတွေတော့ရှိပါတယ်အမေအများဖြစ်ကတော့ဖရာရဲ့ကျေးဇူးတော်ကြောင့်ကောင်းမွန်စွာတွားရတယ်ကောင်းမွန်စွာတွားပြီးတော့သူတို့ကိုအနိကပြုစုခွင့်ရတယ်ဒါ ဒီ ပေမဲ့ လိုမျိုးအခက်ခဲလဲရွာသူရွာသားပဲကနေလာတာမဟုတ် အခက်ခဲတော့ဒီတအိမ်မှာတယောက်ပဲဆိုရင်တော့သူအိမ်တဲကတော့ကောင်းသူရွာတဲကသူလိုကောင်းပေါ့ဒါပေမဲ့သူ့ရဲ့ယုံကြည်ခြင်းကိုကြည့်ပြီးတော့ဒီလိုသူ့ရွာကသူ့ကိုဒီလိုမျိုးအခက်ခဲပေးတယ်ဆိုရင်ကျွန်တော်လည်းနောက်ထပ်နီးတစ်မျိုးနဲ့အပြင်လာခဲ့ ဟုတ် ဟိုမှာမြို့ရဲလာခဲ့ဒီမှာစုံတွေ့မယ် ဟုတ် ပဲ ကဲ့ နော်တုံးရွာချင်းမဝေးဘူးဆိုရင်ခေါ်လိုက်တယ် ဟုတ် ဒီမှာဒီမှာစုံမယ်ဆိုပြီးတော့အဲ့လိုပြန်ခေါ်ပြီးနှုတ်ကပတ်တော်နဲ့ပြန်ပြီးတော့ခွန်အားပေးတိုက်တွန်းအဲ့လိုမျိုးတွေလုပ်တယ်ဒီဝတ်ပြုချင်းစလို့ရပြီဆိုတဲ့နေရာမှာတွေကတော့အဲ့ဒီကတော့အခက်အခဲတော့လည်းရှိပါတယ်။သွားတဲ့အချိန်မှာဟိုမှာကျွန်တော်တို့မိသားစုနဲ့ဆိုတော့မိသားစုလိုက်မသွားနိုင်ဘူး။အဲ့ဒီမိသားစုလိုက်ခေါ်သွားပြန်တော့လဲဆိုင်ကယ်နဲ့သွားတယ်။မိုးရွာလဲပါညာဆိုတော့မိသားစုလိုက်မသွားနိုင်တော့ကတည်းကမှကျွန်တော်တို့ကသူတို့ကိုဗာပြောထားလဲဆိုရင်ကျွန်တော်ခရိယန်တွေယုံကြည်သူဆိုတာတနွေနေ့မှာမိသားစုလိုက်ယုံကြည်မိသားစုလိုက်ပြုကိုးကွယ်တာကောင်းတယ်ဒါပေမဲ့ကျွန်တော်တို့ကသူတို့သွားပြီးတော့ဥဆောင်တဲ့လူကိုယ်တိုင်ကမိသားစုမပါ မပါနိုင်ဘူးဟုတ် နည်းနည်းလေးတော့ အခက်ခဲ ခက် ပါ ခဲရှိတာပေါ့နော်ဒါဆိုင်ကယ်နဲ့ပဲဆိုတော့မိသားစုလိုက်မသွားနိုင်ဘူးအဲ့လိုမျိုးလေးတော့ရှိတယ် ဒါဆိုအဲ့ဒီဒီတာတွေမှာဆရာအေဝင်ကလေးအဲ့လိုအခုလိုလောက်ခဲ့ရတာဘယ်လောက်ကြာပြီလဲအခု အဲ့ဒီစံကပ်ရွာဆိုရင်ဒီနှစ်ပါဆိုရင်ကျွန်တော်3နှစ် ဒီနေ့နဲ့ဆို3နှစ်ပေါ့နော် ပ ဒါ ထ ပေ မ မဲ့ တနှစ်ကတော့သူတို့ယုံကြည်တယ်ကျွန်တော်လည်းဖြည်းဖြည်းချင်းဝင်တယ် ဟုတ်ကဲ့ ဖြည်းဖြည်းချင်းတိုက်တွန်းတယ်ယုံကြည်ခြင်းလုံးဝခိုင်မာပြီဆိုမှကျွန်တော်တို့ကသူတို့ကိုနှစ်ချင်းခံ အန်ပေးတာပေါ့နော် တိုက်တွန်းတယ် ဟုတ်ကဲ့အဲ့ဆို3နှစ်အဲ့မှာဆရာကအမှုတော်ဆောင်ခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့ထူစာ EBC ရဲ့အသင်းတော်နဲ့ဆက်သွယ်ဖြစ်တာကတော့ဘယ်လောက်ကြာပဲလဲ ဒီနှစ်ပေါ့နော် နှစ်ပေါ့နော်ဟုတ်ကဲ့ ဟုတ်တယ်တော့ဒီမတိုင်ခင်ကလေးကျွန်တော်တို့ကတွားထားတာတွေ ဟုတ်ကဲ့အဲ့ဒီ3နှစ်အတွင်းမှာအစတော့ကတော့ယုံကြည်သူတယောက်မှမရှိသေးဘူးအဲ့ မရှိ မျိုးမှာဟုတ်အဲ့ဆိုတော့ခုအချိန်နေမှာယုံကြည်သူဘယ်နှယောက်ရှိပြီလဲအတင်းတော်လိုနေပြီလားဒါမှမဟုတ်အဲ့လိုပဲအဲ့ဝင်ကလေးလိုက် ကိုရောအဲ့ဒီကိုစံကပ်ရွာတော့အတင်းတော်လူနေပြီ ဟုတ်လား အတင်းတော်လူ ဟုတ်ကဲ့ နေပြီဖျားကြောင်တော့မဆောက်ဖြစ်သေး ဟုတ်ကဲ့အတင်းတော်လိုနေတယ်ဆိုတော့ ဘူးအိမ်မှာပဲကျွန်တော်တို့ပြူ ဟုတ်ကဲ့မိသားစုကလည်းစုလောက်ခုန ရှိပြီလဲခုနှစ်စုဟုတ်ကဲ့အိုးအဲ့ဆိုတော့အတင်းတော်
ကြီးပဲเนาะကျွန်တော်တို့ဖះเจ้าစောင့်နိုင်ရင်တော့အရန်ကောင်းပါပေါ့เนาะသူတို့ခုနမိသားစုခုနစုဆိုတာတွေးဆောင်ဖို့တော့ခက်ခဲရှိလာသူတို့နေတဲ့နေရာလေးတွေအိမ်တိုင်နဲ့တိုင်ဝေးကြလား အဲ့မှာတော့သူတို့ရွာတော့ကက်ရက်ပဲ ဟုတ်လားအဲ့ဆို တို့ တော့ ဒီတကယ်နေဝပြုတ်မယ်ဆိုရင်တော့သူတို့လာကြတယ် ဟုတ်ကဲ့ဟုတ်ကဲ့ ခုနစုထဲမှာပုံမှန်ကတော့6စုတော့ပုံမှန်လာတယ် ဟုတ်ကဲ့ဆရာတော်ကပြောတယ်မကြခင်တော့ကလည်းသူတို့လာခဲ့တယ်လို့ပြောတယ်ဆရာတော်နည်းနည်းပြောပြပါအောင်အဲ့ဒီသူတို့အခြေအနေလေးတွေဆရာတော်တော့မြင်တယ်လားပေါ့နော် ဆရာဟင်းဝင်းတို့တွားတဲ့စံကပ်ရွာကကျွန်တော်တို့ဖျားတဲ့ခင်တကယ်လို့ထဖို့ဖြစ်စေတယ်ပေါ့နော် ဟုတ် ဘာလို့လဲဆိုတော့အဲ့မှာဒီရွာတို့ရွာသားတွေတကယ်လားဆိုရှင်3ရွာပေါင်းပြီးတော့မှအဲ့မှာဒေတန်ပေးတာလေပေါ့နော်ကျွန်တော်တို့ကတော့ကောင်းဆောင်အနေနဲ့တော့ဆက်ဆောင်ပို့ပေးလိုက်စကန်တန်ပေးလိုက်ကျွန်တော်ပေးလိုက်ပေါ့နော်ကျွန်တော်တို့ခဏအဆင်ပြေတဲ့အချိန်တော့ပြီးတော့မှပေါ်ဖြစ်တယ်ပေါ့နော်တင်တန်းတော့ပြပြညအေးတယ်အဲ့ဒီလိုမျိုးတင်တန်းပေးတဲ့အချိန်မှာနေချင်းခါလာတော့မဟုတ်သေးဘူးဒီတမဲ့စေဝင်စားနေပြီသူတို့ကတရားဟောချက်တယ်တင်တန်းပေးတဲ့အကြောင်းအရာတွေဒါစေဝင်စားပြီးတော့မှသူတို့ဗီဒီယိုနဲ့တော့မှနော်ရိုက်တယ်ဆိုတာ ဗီဒီယိုရိုက်တယ်ဒါပေမဲ့သူတို့ယုံကြည်သူမဟုတ်သေး မ ဘူး ဟုတ်သေးဘူးရှင်းတယ်မဟုတ်သေးဘူးရိုက်တယ် စိတ်ဝင်စားတယ်ပေါ့နော် ဗီဒီယိုအကုန်ရိုက်တယ် memory full တဲ့အချိန်ကိုရိုက်တာသူတို့ကရိုက်တယ်ဗီဒီယိုရိုက်ထားတယ်ပေါ့နော်ပြောတဲ့တရားကိုရမ်းစိတ်ဝင်စားပြီးဗီဒီယိုရိုက်ထားတယ်ပြီးရင်ကျွန်တော်တို့အိမ်မလာသူတို့ရွာကနည်းနည်းရွာဒီရွာပြန်ရမှာပေါ့ဘယ်လိုမဆိုင်ဘူးမိုးချုပ်တယ်ဒါပေမဲ့ညစနေတိုင်းတနင်္လာနေ့ထိတော့တခါတည်းကျွန်တော်ထိုင်ပြီးတော့မှသူတို့မေးခွန်းနေမေးရပါတော့သူတို့တကယ်ပဲအင်္ဂါရှင်နဲ့မရှိဘူးအရန်စိတ်ဝင်စားတယ်ဆို ဟုတ်ကဲ့ဟုတ်ကဲ့ တွေ့ရတယ်ပေါ့နော် တကယ်စာငတ်နေတာပေါ့နော် ကျွန်တော်သွားတဲ့အချိန်မှာတော့နော်အမေအဖေတွေသူတို့လုပ်တယ်ညအကြာကြီးထိုင်တယ်ကျွန်တော်တို့ ਨੇ ဟုတ်ကဲ့ဟုတ်ကဲ့ ပြင်မနေ့ဆောကျွန်တော်တို့မထခင်ရောက်လာတယ်မနေ့ဆောပြန်နားထောင်ချင်းလို့ဆိုကျွန်တော်တို့မနေ့လည်းတစ်ခေါက်တင်သားတွေပါလေပြန်ပေးရတယ်ပေါ့နော်ဝတ်ပြတဲ့ပုံစံလုပ်ပေးရတယ် ဟုတ်ကဲ့ဟုတ်ကဲ့ လုပ်ပေးပြီးတော့မှတိုက်သွင်းတဲ့တချင်းတွေဆိုတာလည်းအရင်နားတော့ချင်းတယ်ဟုတ်တယ်လည်းဟောအရင်ရကြတယ်အဲ့လိုမျိုးနေချင်းခံပြီးတာနဲ့တော့ကျွန်တော်တို့ဆုံးဆန်းတော့ဖြစ်ချင်းတော့တန်းဝင်တာပေါ့ ဟုတ်ကဲ့ ပါလဲဆိုရှင်အဲ့ဒီကြားထဲမှာလက်နဲ့ကင်နေလဲရှိတော့အဲ့ဒီလက်နဲ့ကင်တွေကတော့မပေးဝင်တော့ဘူးပေါ့မပေးဝင်တော့ဘူးပေါ့ကျွန်တော်တို့ပဲမဟုတ်တော့ဘူးဒီမှာရှမ်းလူမျိုးကိုယ်တိုင်ကိုလည်းဝင်ခွင့်မရဘူးဟုတ်လားဆရာတို့ဟုတ်ဆရာတို့တော့မဝင်ခွင့်မရ အဲ့ဒါကဆရာတော်တို့တော့ပြင်းတော့လား နှစ်ချင်းခံပြင်းတာ ဟုတ် ကျွန် ကဲ့ တော်တို့ကတော့နှစ်ချင်းမခံခင်တော့ကျွန်တော်တို့သွားလာရတယ်ပေါ့နော် ဟုတ်အခါမျိုးအစစ်စစ်ခံရတယ်ဒါပေမဲ့အစီပြေတယ် ဟုတ်ကဲ့ ဒါပေမဲ့နှစ်ချင်းခံပြီးမှတော့ဘာကြောင့်လဲတော့မသိဘူးပေါ့နော်အဲ့ဒါကျွန်တော်တို့ကိုဒီဆရာတွေကိုလည်းပေါ့နော်တော့ခွင့်မပေးတော့ဘူး ဟုတ်ကဲ့ ဒါပေမဲ့ကျေးဇူးတော်ကြောင့်ကျွန်တော်တို့ကျေးဇူးတော်ကြောင့်အခုမကြသေးဘူးနော်တော့ခွင့်ရတာစ ဟုတ်ပြီ တော့ခွင့်ရသွားပြီဘာဖြစ်လို့တော့ခွင့်ရလဲဆိုရင်ကျွန်တော်အဲ့မှာတင်သားတရားရဲ့ကလေးပေါ့နော်ကျွန်တော်ဆရာကစူးစမ်းပြီးတော့မှစီယုံပို့ပေးတယ်နမ်ဆာမြို့မှာဟုတ်ကဲ့စီခံမရှိဘူးနမ်ဆာမြို့မှာစီယုံပို့ပေးတယ်အဲ့ကြောင့်နှခါတော့ခါလောက်ပို့ပေးတယ်နော်အဲ့ဒါနဲ့သူအဆုံးသွားတာပေါ့နော်ကလေးတယောက်ကဆုံးသွားတဲ့ခါမှာကျွန်တော်တို့အေးကနေလဲဘာလဲတန်နိုင်ဆုံးကိုငေးပေးတယ်ဟုတ်ကဲ့အမျိုးမျိုးအတွက်ပေါ့နော်ပြီးရင်ဘေးရဆရာတွေရောသွားပြီးတော့မှလုပ်ပေးတဲ့ဒီဆရာတွေကကောင်းကောင်းလုပ်ပေးတဲ့ခါမှာရောသူရွာသားတွေကအော်ဒီကောင်တွေလိုစူးမဟုတ်ဘူးပဲပေါ့နော်ဒီကောင်တွေကတကယ်ပဲကောင်းမြေတာလာပို့တဲ့လူတွေပဲပေါ့နော် ဆိုတော့အဲ့ဒီကြောင့်ပေါ့နော် ဟုတ်ကဲ့ ခွင့်ပြန်ရသွား အော် တာ ပေမဲနေမဲကျေးဇူးတော်ချီးမွမ်းတယ်ဟုတ် 3လကျော်တော့ရော ဟုတ်ကဲ့ ပုံမှန်ပြူလာလဲပုံမှန်ပဲ ဟုတ်ကဲ့ အခုစအလုပ်ဘလောက်ရှုပ်ရှုပ်တနင်္ဂနွေနေ့ဆိုရင်တော့လုပ်ထားခဲ့ပါ ဟုတ်ကဲ့အားရစရာရန်ကောင်းတယ်ကျေးဇူးတော်ချီးမွမ်းတယ်ဆိုရင်ဒါဆိုရင်အဲ့မှာဘုရားကျောင်းစောက်ပေးမယ်ဆိုရင်တော့ရွာသူရွာသားတွေအတွက်အနေရရှိလား
စောက်ပေးနိုင်တယ်ဆိုရင်အခြေအနေကဘယ်လိုမြင်လဲဆရာက အခုလောလောဆယ်တော့ဖျားเจ้าဆောက်ပေးမယ်ဆိုရင်တော့အချိန်ကြီးလည်းတိတ်မကောင်းတော့ဘူး မကောင်းသေးဘူးအခြေအနေမကောင်းသေး ဒါပေ ဘူး မဲ့အဲ့ဒီမှာဖျားเจ้าနေရာကိုတော့ကျွန်တော်ကသူတို့ကိုစီစဉ်ထားခိုင်းတယ် ဟုတ်ကဲ့ ဒီနေရာပေါ့နော် ဟုတ် ဒီအနည်းဆုံး3ဧက4ဧကလောက်ကျဲတဲ့နေရာကိုအရင်ရှင်းထားပါရှင်းတော့ပြောတဲ့အချိန်မှာသူတို့လည်းဆရာရှင်းတာတော့ဟုတ်ပြီရှင်းခလူတွေပေါ့နော် ဟုတ် ဒီရှင်းခလူတွေဆိုရင်ကျွန်တော်တကယ်လို့အဲ့ဒီကျွန်တော်ဒီဆရာတို့ဆရာတော်တို့ဆရာကံတော်တို့နဲ့တိုင်ပင်ကြည့်အောင်မယ် ဟုတ် တကယ်လို့ရှင်းခါငါတို့ထုတ်ပေးမယ်ဆိုရင်ဒီနေ့ဒီမှာထုံဆက်ကြီးနဲ့ရှင်းလိုက်မယ် နော်ရှင်းပြီးတော့အဲ့မှာကျွန်တော်တို့ယုံကြည်သူတွေပဲလှုပ်ရှားထားမယ်လို့တော့ဆိုတနည်းလောက်တနည်းဖြစ်မလားတနည်းဖြစ်မလားတော့မသိတယ်မဲ့ကျွန်တော်တို့ဝုပြုတ်ချတော့ပုံမှန်ပဲ ဟုတ်ကဲ့အိမ်ကိုတောင်းတာပေါ့ အိမ်သုံးမယ် ဟုတ် အဲ့မှာတကယ်လို့ဒီဟာတနည်းလောက်လုပ်လို့ဘာမှစကားမထွက်တော့ဘူးဆိုရင်အဲ့မှာအဲ့ဒီချက်အကျဲတဲ့မှာအိမ်တစ်လုံးဆောက်မယ် ဆောက်မယ်ဟုတ်ကဲ့ဟုတ်ကဲ့ အဲ့လိုမျိုးတော့ကျွန်တော်အနေနဲ့ဒီလိုစီစဉ်ထားခိုင်းတဲ့အခုဆိုရင်တိုင်နေပါလေခုတ်ထားခိုင်းတယ် ဟုတ်ကဲ့ တိုင်ရတော့ကိုကနေကိုခုတ်လို့ရတယ်ဆိုတော့ကျွန်တော်ကြိုက်တဲ့ site နဲ့ကျွန်တော်ကြိုက်တဲ့အမြင့်လောက်ပေါ့ ဟုတ် သူတို့ခုတ်ထားခိုင်းတယ်တစ်ဒီဆွဲဖို့ပြင်နေကြတော့လဲအဲ့ဒါတော့ဝယ်ရမှာပေါ့နော် ဟုတ် တိုင်တွေခုတ်ပြီးတော့ဝယ်မယ်တဖြည်းဖြည်းတစ်ခုချင်းစုဆောင်ထားမယ်လို့တော့သူတို့ကကျွန်တော်အဲ့လိုမျိုးနောက်လေးမှာပန်းတ်စွာနဲ့အဲ့ဒီရွာကိုအဲ့လိုချင်းကပ်ဖြစ် ဟုတ်ကဲ့အဲဆိုတော့အခုဆရာပြောတဲ့အတိုင်းဆရာထံတော်ရဲ့ comment လုပ်တဲ့ပုံမှာလဲကျွန်တော်ဆိုရင်ဆရာထံတော်ပြောလိုက်တော့သူတို့ရွာသူတွေကအရန်ဘုရားတရားကိုစိတ်ဝင်စားကြတယ်လို့ကြားလိုက်တော့ ဟုတ်တယ် တမန်တော်ဝတ္ထုတရားရှင်ပေါလုတို့ missionary journey သွားတဲ့ခရီးစဉ်မှာသွားတဲ့ Eden မြို့တွေလို့အဲ့လိုမျိုးသွားတဲ့နေရာလေးတွေတော့ကျွန်တော်မျက်စိမှာမြင်ယုံရောက်တော့မြင်ယုံဖြစ်နေတယ်အဲ့လိုပုံစံဖြစ်နေသေးတာပေါ့နော်ဒီဘက်မှာဆို တ ရင် ကယ်လည်းဖြစ်တယ်ဆရာ ဟုတ်ကဲ့ ကျွန်တော်တို့4ယောက်တက္ကသိုလ်ကျွန်တော်4ယောက်သွားတယ်4ယောက်ကို1ယောက်ကိုအနည်းဆုံးတစ်နာရီ ၄ယောက် တစ်နာရီငါကဘာတော့ခေါ်အပေးတယ်ဆိုတော့4နာရီဖြစ်သွားပြီ အာ ဆရာတော်တို့နဲ့ထပ်သွားတယ်ဆိုရင်ဆရာတို့လည်းပေးဆရာတို့ဆိုရင်လည်း2နာရီလောက်ယူတယ်ပြီးကျွန်တော်တို့ကနောက်ထပ်2နာရီအဲ့ထက်ပြင်နောက်ထပ်သူတို့ထိုင်စကားပြောတာနဲ့ဆိုရင် မဝသေးဘူး 2နာရီတကားလေးအားကျွန်တော်တို့အိတ်ချင်းပြီးမနေ့ပြန်မှဆိုတော့ထပ်ဆွေးနွေးရအောင်ဆိုပြောအဲ့လောက်ပြောရတဲ့အစီအစဉ်ပေါ့ တကယ်ပဲ စာငတ်တယ် နောက်ကပတ်တော့စာငတ်တဲ့သူတွေထဲမှာအခုလိုအဝင်ကလေးအရောက်သွားဖို့ဆောင်နိုင်တဲ့အတွက်ကျေးဇူးတော်ကိုလည်းချီးမွမ်းတယ်ပြီးတော့ဆက်လက်ပြီးတော့ကျွန်တော်တို့ဘက်ကနေအခုလိုအခွင့်အလမ်းဘုရားရှင်ပြင်ဆင်ပေးတဲ့အချိန်တွင်းမှာပဲစာရဏလည်းစန့်ကျင်ဘက်မှာပေါ့နော်အရာလှုပ်ရှားနေတယ်ဆိုတော့ဆူတောင်းဖို့လည်းအရာလိုအပ်တယ်ပြီးတော့ဆက်လက်ပြီးတော့ကျွန်တော်တို့ထူစာ EBC အပြင်တော့ကနေကျွန်တော်တို့ပါဝင်တဲ့ကျွန်တော်တို့ mission အတွက်ပါဝင်တဲ့ငွေmission ဝင်ငွေတွေဒီမှာတကယ်ပဲအဲ့ဒီငွေတွေကဘုရားရဲ့အမှုတော်ဆောင်တယ်နှုတ်ကပတ်တော်ကိုတွားပို့ဆောင်တဲ့ဧဝံဂေလိကိုတွားဝင်ရတယ်ဆိုတော့ကျွန်တော်တို့တွေ့မြင်နေရတဲ့အတွက်ကျေးဇူးတော်ကိုချီးမွမ်းတယ်ပြီးတော့ကျွန်တော်တို့အသင်းတော်မှာလည်းဆက်လက်ပြီးတော့ဆူတောင်းခြင်းအားဖြင့်တော်၎င်းငွေကြေးရမှာတော်၎င်းအစအရာရာတတ်နိုင်တဲ့ဖက်ကနေဆက်လက်ပြီးတော့ဆောင်ရွက်ဖို့လည်းကျွန်တော်ဒီနေရာကနေတိုက်တွန်းခြင်းနဲ့ပြီးတော့ကျွန်တော်ကိုယ်တိုင်တွားတွေ့တာဖြစ်တဲ့အတွက်လည်းကျွန်တော်ကိုယ်တိုင်လည်းအရန်ပဲခွန်အားရတယ်လို့ပြောချင်ပါတယ်နောက်ဆုံးအနေနဲ့ဆရာချစ်နောက်ဆရာချစ်လည်းဟောပါဘူးဆရာဆိုင်ဟင်းမျိုးဝင်ပါနော်ဆရာဟင်းကျွန်တော်မေးချင်တာကအခုဒီကိုရောက်လာဖို့ဘယ်နှစ်နာရီလောက်မောင်းရလဲဒီနေ့ ကျွန်တော်တို့ဒီဤတာယာတိဆိုတော့9နာရီလောက် 9နာရီအဲ့ဒါဘာနဲ့လာလဲ ဆိုင်ရနဲ့ ဆိုင်ကယ်ကို9နာရီလုံးမောင်းလာတာပေါ့ကျွန်တော်ဆိုရင်တနာရီမောင်းတာရမ်းပင်ပန်းပြီနော်ဆိုင်ကယ်ကလေးမျိုးတနာရီတောင်မဟုတ်စစ်တိုက်တောင်မဟုတ်ပဲလား
9နာရီလုံးဆိုင်ကမောင်းပြီးမှပဲဒီကိုရောက်လာခြင်းဖြစ်တယ်ကျွန်တော်တို့ ਨੇ အခုလိုတွေးဆောင်ဖို့သူတို့ခက်ပြင်ဆင်ထားတာလဲကြိုတင်ပြင်ဆင်ထားတာလဲမဟုတ်ဘဲနဲ့အခုလိုရောက်လာတာဖြစ်တယ်အဲ့ဒီအတွက်ဆရာပေါ်မှာလဲကျေးဇူးတင်တယ်ဖျားရှင်ကောင်းကြီးပေးပြီးတော့ဆက်လက်ပြီးတော့ဒါရွေးဘုံတော့အတွက်အသုံးပြုပါစေလို့ဆုတောင်းပါတယ်နော်ကဲပို့ရတယ်